ဒီနေ့တိုဘိုင်းရုပ်ခုံးကြောင်ကပြန်လာတယ်လမ်းကြုံလို့လာပြီးတော့တီကတ်တယ်ရလာရှိခိုးပါတယ် fit chat ရဒီလူကတော့နေတာပါတယ်ဒါပေမဲ့အရန်နေဘူးလေ ဒီဘူးလေးတော့ရင်ထိဆောင်မမေ့ပါနဲ့ ငါကတော့ခီးယူဖို့နေရလို့ဒီဘူးထဲမှာပဲရှောက်သွားနေရပါတယ် ရမ်းပူပါတယ်ရမ်းပူလို့တော့မှာရမ်းမှာပါ哇 so good so good အရန်ပူနေတဲ့အချိန်မှာလူတွေအေးအေးစားရတာဘာလို့မလဲနော်အရန်ကောင်း Okay. ကားစီးပြီးတော့အိမ်ပြန်မယ်ကားတစ်စင်းစီးမယ်ပြီးရင်ရထားတစ်စင်းပြန်စီးမယ်ကောင်းတော့ဘူးမှမရှိဘူးဒီမှာဒီokay နောက်တစ်ခုကပြောင်းစီပြီးတော့အင်းဘယ်မှာရှောက်ချင်တယ်ဆိုရင်စီ